စိုင်းမိုးရဲ့အကားတွေတွေကရုပ်သေးရုပ်အကားကိုလည်းပရိသတ်တွေကအရန်ချီးမွမ်းနေကြတာတွေ့ရတယ်။ဒီနေ့တော့ရုပ်သေးရုပ်အကားကိုကြည့်ပြီးတော့ဝေဖန်လိုက်အောင်။ကဲကျွန်တော်တို့တူတူလိုက်ကြည့်ကြရအောင်နော်။ကားတာကလာတယ်တော်တယ်မှန်တယ်နော်ဒါပေမဲ့ရုပ်တရုပ်ကားတဲ့အချိန်မှာမျက်နှာထားကလူတယောက်လိုပြုံးပြရတာတို့အမူအရာပြောင်းလို့မရဘူးလို့တော့ကျွန်တော်ကြားဖို့တယ်နော်ဒါပေမဲ့ဆိုင်းရမို့ကြတော့အပြုံးလေးပါမှာရုပ်တရုပ်ကားကပို့ပြီးတော့ပြည့်စုံနေတယ်လို့ထင်ရတယ်နော်ကြကျွန်တော်ဆက်ကြည့်အောင်မယ်ဒီနေရာကတော့လုံးဝကိုပြည့်စုံတဲ့တကယ်ကိုလာပါတဲ့အယုတ်ကျိုးပဲပြုတ်ကြတဲ့ပုံစံနော်ကျွန်တော်တစ်ချက်ပြန်ပြမယ်ဒါကအရင်ချင်းအစ်စ်ကိုမြင်ရတယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုရင်ခုနကအရုပ်ကျိုးပြုတ်ကြတဲ့ကားကွက်မှာမကတက်ရင်အနေအထားကမမှန်ရင်ခြေတွေခောက်သွားနိုင်တယ်နော်။ပြီးတော့လေအရုပ်တရုပ်လိုပဲလုံးဝကိုပုံကျသွားတာဒီလိုမျိုးကိုအရင်ကမိန်းကလေးတွေပဲလုံနိုင်တယ်လို့ကျွန်တော်ထင်မှုတယ်ဗောနော်။ကဲကျွန်တော်ဆက်ကြည့်ကြမယ်။ဒီမှာတစ်ချက်ပြောစရာရှိတာကဆိုင်းရမုံရဲ့အနောက်မှာမင်းသမီးချောလလလေးတွေအများကြီးရှိတယ်နော်ဒါပေမဲ့ဆိုင်းရမုံနဲ့ကတဲ့မင်းသမီးကအသက်ကြီးတယ်ဒီအချက်မှာလေးစားရမှာတစ်ခုကဆိုင်းရမုံကဘယ်သူမှဆိုပြောသားရင်ဒါမခွဲခြားတာပေါ်လွင်တယ်လို့တော့ကျွန်တော်ထင်တယ်ဒီအကမှာဆိုင်းမိုးကအကကိုဦးဆောင်သွားတာသိတာတယ်နော်မင်းသားကအရန်ကိုတော်ပြီးလာသွားတဲ့ချိန်မှာမင်းသမီးကအရန်မပေါ်လွင်တော့ဘူးလို့စိတ်ထဲမြင်မိတယ်ဒါကလည်းစွမ်းဆောင်မှုတစ်မျိုးပဲလားလို့တော့ကျွန်တော်မသိဘူးမင်းသားကတော့အရန်ကိုပေါ်လွင်လွန်းလာတယ်လို့ကျွန်တော်ထင်တယ်ကဲလာတာထက်ကိုပိုပါတယ်ဗျာဒါပေမဲ့ရုပ်တရုပ်အကတစ်မျိုးတည်းမဟုတ်ဘဲနဲ့ပါသွားအကပါရောပြီးတော့ကသွားတယ်လို့တော့ကျွန်တော်ထင်တယ်ပရိသတ်တို့ကဘယ်လိုထင်လဲဘာလို့လဲဆိုရင်ရုပ်တရုပ်ကတဲ့မူရဟန်ပန်ကတစ်စိတ်တစ်ပိုင်းတတိတပဲပါတယ်နော်ဒီအကကိုအမှတ်ပေးရမယ်ဆိုရင်ကျွန်တော်1 to 10မှာကျွန်တော်တော့70ပဲစိုင်းမို့ပေးပါတယ်ပရိသတ်တို့ကတော့ဘယ်နှမတ်ထိပေးမှလဲဒီအကကိုအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်